လူတွေဟာလွယ်နဲ့ကျေးဇူးတင်ပါတယ်ပြောလို့ရှိကြတယ်သို့တော်တကယ်ကျေးဇူးတင်တတ်တာတကယ်ပညာရှိမှတကယ်သူတော်ကောင်းမှကျေးဇူးတင်တတ်တယ်တကယ်ကျေးဇူးသိတတ်တဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်တော့အမတန်မှတကယ်ကျေးဇူးသိတတ်တဲ့ပုဂ္ဂိုလ်ကအမတန်ရှားပါတယ်နော်ကျေးဇူးသိတတ်ရမယ်ကျေးဇူးသိတတ်ဖို့လိုတယ်ဘုန်းကြီးတို့ဟိုတဲ့မှာမြန်မာရာဇဝင်ထဲမှာကျော်စွာမင်းရဲ့လူယုံတော်ခင်ညိုဆိုတာကျေးဇူးသိတတ်တဲ့နေရာမှာစံပြထားရမယ့်ပုဂ္ဂိုလ်တယောက်ပဲစကိုင်းဘက်ကအသင်္ခရာစောရမင်းကိုလောက်ကြံခိုင်းလိုက်တာ3 ရက်တိတိတောထဲမှာပုံပြီးတော့အစာမစားရဘူးတနေ့တော့အသင်္ခရာစောရမင်းကနတ်တင်ထားတဲ့ထမင်းပွဲလေးတွေးတော့အဲ့ဒီထမင်းကိုစားအဲ့ဒီနေ့ညပဲအသင်္ခရာစောရမင်းရဲ့နန်းတော်ထဲကိုဝင်ပြီးတော့အသင်္ခရာစောရမင်းကိုလောက်ကြံမလို့တန်လျက်ဓာတ်ကိုဆွဲထုတ်ရင်ဘာစဉ်းစားတော့ဆိုသူထမင်းငါစားထားတာငါထမင်းမစားရတာ3 ရက်ရှိပြီဒီကနေ့သူထမင်းစားထားတာငါထမင်းရှင်ဖြစ်နေပြီတတ်လိုက်ရင်ငါထမင်းရှင်ပြစ်မှားရရောက်တော့မယ်ဆိုငါပဲဘယင်ကမတတ်ခဲ့လို့တတ်ချင်တတ်ပါစေငါတော့ထမင်းရှင်ကိုတော့မပြစ်မှားဘူးဆိုပြီးအသက်ဆွန့်ပြီးတော့ပြန်သွားတာနော်အသင်္ခရာစောယွန်းကင်တဲ့တန်လျက်ဓာတ်ကိုတော့တက်တည်ဖြစ်ယူသွားတယ်ဟိုရောက်တဲ့အခါငါးစီးရှင်ကျော်စွာကမင်းငါခိုင်းလိုက်တာပြီးပြီလားဆိုတော့အကျိုးအကြောင်းပြောတယ်ဘယင်ကလည်းစိတ်ထားကောင်းသည့်အတွက်ကြောင့်ဟာသိသစ္စာရှိတဲ့လူပဲကျေးဇူးသိတတ်တဲ့လူပဲဆိုပြီးတော့သူ့အပြစ်ဒဏ်မပေးဘူးအဲ့ဒီလိုပေါ့လောကမှာကျေးဇူးသိတတ်တဲ့ပုဂ္ဂိုလ်ဟာအမတန်မှတန်ဖိုးရှိပါတယ်ပေါ့တန်တုဋ္ဌိစကတိညုတာဒါလည်းပဲအမတန်ကောင်းတဲ့မင်္ဂလာတစ်ခုပဲတဲ့အေးကောင်းပြီဒီလိုဆိုတော့လူကြီးလူကောင်းဘဝရောက်သွားပြီရောက်သွားတဲ့အခါဒီတဲ့အဆင့်မြင့်ပြီးတော့တန်တရားဝကလွတ်ဖို့ကြိုးစားကြမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဆက်ပြီးတော့ဟောထားတာတပောစဗျမစရိယင်စအရိယသစ္စာနာထတနာခန္တီစသောဝသတ္တတမနာနိစထတနာနော်အဲ့ဒီတန်တုဋ္ဌိတရားတို့ကတိညုတာတရားတို့ရှိပြီးတဲ့နောက်မှာလောကလူတွေဟာဘာလို့သိခံမှုလိုအပ်တယ်လောကမှာသိခံတယ်ဆိုတာတဦးတယောက်ကလာစော်ကားလို့သိခံတာရှိသလိုအလုပ်တစ်ခုဥမာပဲတရားအထုတ်တယ်မအောင်မဖြင်းကြိုးစားတာဒါလည်းသိခံတာလို့ခေါ်တယ်ပေါ့အေးဒံအပူဒံရာသီဥတုဒံစသဖြင့်သိခံတာတွေဟာအကုန်လုံးသိခံတဲ့ထဲမှာပါတယ်ပေါ့အဲ့ဒီသိခံမှုဆိုတာရှိရမယ်ခန္တီစသောဝသတ္တပြောလို့ဆွဲလို့အကြံပေးတဲ့အခါမှာလွယ်ကူတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုတယ်တဲ့မလွယ်ကူဘူးဆိုရင်ဒီပုဂ္ဂိုလ်ကိုတောက်ထပ်ဘယ်သူမှမပြောချင်တော့ဘူးပေါ့ဒါမပြောအကြံပေးမခံရဘူးဆိုရင်ဒီပုဂ္ဂိုလ်ကလမ်းကြောင်းလွဲနိုင်တယ်ပေါ့